ဂေါ်ရီလာလူဝင်ကြီးတွေမှာအလွန်တန်ဆွမ်းပြီးကြီးမားတဲ့လက်တံတွေရှိကြတယ်။သူတို့ရဲ့လက်တွေနဲ့ရန်သူကိုအသာလေးရိုက်တက်နိုင်တယ်။သူတို့ဟာအသီးရွက်စားသတ္တဝါတွေဖြစ်ပေမဲ့ PSI 1300လောက်ရှိတဲ့သူတို့ရဲ့ကိုက်အားကရန်သူရဲ့အယိုးတွေကိုကျိုးကျေသွားစေနိုင်ပါတယ်။ဂေါ်ရီလာတွေဟာတာမန်လူသားတစ်ယောက်ထက်9ဆကနေ10ဆအထိခွန်အားကြီးကြတယ်။ပေါင်900လောက်လေးတဲ့အရာဝတ္ထုတစ်ခုကိုကြောက်ခဲတစ်လုံးလိုအသာလေးလွှင့်ပစ်နိုင်ကြတယ်။ကြံ့တွေဟာ3တန်လောက်အထိအလေးချိန်ရှိပြီးသူတို့ရဲ့9ပေလောက်အထိရှည်ထွက်နိုင်တဲ့ဥချိုတွေကလူတွေရဲ့လက်သေးလိုပဲကျိုးပဲ့သွားရင်လည်းပြန်ပေါက်နိုင်ကြတယ်။ထူထဲတဲ့အရေကွန်ကသူတို့ကိုတန်ချက်ကာလိုအကာအကွယ်ပေးထားတယ်။သူတို့ဟာတနာရီကိုမိုင်30လောက်နှုန်းနဲ့အသာလေးပြေးနိုင်ကြတယ်။ကျန်တကောင်ပြေးကျုံနာခံရရင်အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့3တန်ကအတိုက်ခံရတယ်လို့မျိုးဖြစ်သွားမှာပါ။ကြားတကောင်ဟာတောထဲမှာအစာကွင်းဆက်ရဲ့ထိတ်ဆုံးမှာရှိတယ်။သူ့မှာကြောက်ရမဲ့သူမရှိဘူး။ကြားတကောင်ဟာနွားမရန်းကိုကိုက်ချီထားရင်းနဲ့လူတရက်လောက်မြင့်တဲ့ခြံစည်းရိုးကိုခုန်ကျော်သွားနိုင်တယ်။ကြားတကောင်ရဲ့ကိုက်အားဟာ PSI 1000လောက်ရှိလို့တော်ယုံတန်ယုံသားကောင်ဟာသူ့ပါဇက်ကလွတ်ထွက်ဖို့မဖြစ်နိုင်ပါဘူး။အာဖရိကစင်တကောင်ရဲ့အလေးချိန်ဟာ9တန်6တန်လောက်အထိရှိပြီးသူတို့ရဲ့ကိုယ်လေးချိန်လောက်ရှိတဲ့အရာတွေကိုရွှေ့နိုင်ဆွဲနိုင်ကြတယ်။သူတို့ရဲ့နှာမောင်းတွေကိုကြက်သားပေါင်း4000လောက်နဲ့ဖွဲ့စည်းထားပြီးအဲ့ဒီနှာမောင်းတွေနဲ့အလွန်သေးငယ်တဲ့အရာတွေကိုကောက်ယူနိုင်တယ်လို့တစ်ပင်ကြီးတွေကိုလည်းဆွဲဖြိုနိုင်စွမ်းရှိကြတယ်။သူတို့ရဲ့အဆွဲနဲ့ခြေထောက်ကလည်းဘလိုရန်သူမျိုးကိုမဆိုဖြိုခွင်းနိုင်တဲ့လက်နက်တွေဖြစ်ကြတယ်။ဒါဆိုရင်ကဘာပေါ်မှာအတန်မာဆုံးတတဝါဟာသူတို့တွေကတကောင်ကောင်ဖြစ်တင်တာပေါ့။ဒီနေရာမှာအတန်မာဆုံးဆိုတဲ့စကားလုံးကိုရှင်းပြဖို့လိုမယ်ထင်ပါတယ်။သက်ရှိတတဝါတကောင်အတွက်တဘာဝတရားအရအရေးကြီးဆုံးကအသက်ရှင်တန်ရက်တည်ရေးပဲဖြစ်ပါတယ်။စွမ်းအားနည်းသူတွေဟာကြုံလာတဲ့ပတ်ဝန်းကျင်မှာသူတစ်ပါးပြုသမျှဆက်ဆင်းခံရပြီးစွမ်းအားကြီးသူတွေသာကိုယ့်အသက်ရှင်တန်အောင်မွေးမြူနိုင်ကြမှာပါ။အခုဒီနေရာမှာသုံးနှုန်းထားတဲ့အတန်မာဆုံးဆိုတဲ့ဝေါ်ဟာရကခွန်အားဗလာကြီးမားတန်ဆွမ်းတာကိုရည်ညွှန်းတာမဟုတ်ပဲဘလောက်ပဲခက်ခဲကြမ်းတမ်းတဲ့အခြေအနေမျိုးကိုရောက်နေပါစေအသက်ရှင်ကြံအောင်ရပ်တည်နိုင်တဲ့စွမ်းရည်ကိုဆိုလိုတာဖြစ်ပါတယ်။ဒါဆိုရင်သိကြပါတယ်အပေါ်ကပြောခဲ့တဲ့အကောင်တွေတကောင်မှအခုစည်ရင်းထဲပါမှာမဟုတ်ပါဘူး။ဒီကောင်တွေထက်စာရင်ရေမတောက်အစာမစားပဲရက်တပတ်ပေါင်းများစွာနေနိုင်ပြီးအပူအေးချားနှောက်မှုအလွန်ပြင်းထန်တဲ့တဲကန်နာရထဲမှာသွာလာနေတဲ့ကလောက်အုပ်ကအခုစည်ရင်းမှာပါနိုင်ဖို့ပိုနီးစပ်ပါတယ်။လူသားဖြစ်တဲ့သင်တို့ကျွန်ုပ်တို့ကအခုစည်ရင်းထဲပါနေမလား။130ဒီဂရီဖာရင်ဟိုက်လောက်အပူချိန်မှာတော့အသက်ရှင်ဖို့မနေရုန်းကန်နေရတဲ့10မိနစ်လောက်အောက်ဆီဂျင်ပြတ်သွားရင်တောင်သေဆုံးနိုင်တဲ့လူသားအတွက်ကတော့ဒီစည်ရင်းဝင်ဖို့ဆိုတာညံရည်ကလည်းမမီစာတင်နှစ်တစ်နှလုံးကျောင်းကလည်းမတက်စာလဲလုံးဝမကျက်တဲ့ကျောင်းသားက6ဘာသာဂုံထူးထွက်ဖို့မျှော်လင့်နေတယ်လို့မျိုးပဲဖြစ်မှာပါလူသားဟာအသိဉာဏ်အရှိဆုံးတတဝါဖြစ်တာမှန်ပေမဲ့ကဘာပေါ်မှာရှိတဲ့တက်ရှိမျိုးစိတ်တွေထဲမှာအလွန်နုနယ်ပြီးအထိမခံရွှေပကံမျိုးစိတ်တစ်ခုသာဖြစ်ပါတယ်။တကယ်လို့ကဘာကိုမျိုးတစ်မျိုးအရွယ်အစားလောက်ရှိတဲ့ဥက္ကာပြန်ကြီးတစ်ခုဝင်တိုက်ခဲ့ရင်တချို့တတဝါမျိုးစိတ်တွေရှင်ကျန်နိုင်ခဲ့ပေမဲ့လူသားတွေကတော့အရင်ဆုံးမျိုးသုံးသွားမဲ့တတဝါမျိုးစိတ်တစ်ခုဖြစ်ပါတယ်။အဲ့လိုအခြေအနေမျိုးမှာလူသားတွေမျိုးဆက်မပြတ်ပဲရှင်ကျန်ခဲ့ဖို့ဆိုရင်အခုထက်သိပ္ပံပညာအဆင့်တန်းအများကြီးမြင့်နေဖို့လိုမှာပါ။ဒါဆိုရင်ကဘာပေါ်မှာ survival skill အမြင့်ဆုံးခံနိုင်ရည်အရှိဆုံးအကျော်မာဆုံးတတဝါဟာဘယ်သူများပါလိမ့်လို့မိတ်ဆွေလည်းသိကျင်နေပြီထင်ပါတယ်။ကဘာပေါ်မှာအတန်မာဆုံးတတဝါကတော့အရွယ်စား1မီလီမီတာတောင်မပြည့်တဲ့ tardigrade လို့ခေါ်တဲ့အလွန်သေးငယ်တဲ့တတဝါလေးတွေဖြစ်ပါတယ်။ tardigrade တွေမှာခြေထောက်8ချောင်းရှိပြီးကိုယ်လုံးဖောင်းဖောင်းနဲ့မှုအိမ်မွေးဝက်ဝင်လေးတွေနဲ့တူလို့သူတို့ကိုရေဝက်ဝင်လေးတွေလို့လည်းခေါ်ကြပါတယ်။သူတို့ဟာလွန်ခဲ့တဲ့အနှစ်တန်း600ကလေးကစတင်ပေါ်ထွန်းလာခဲ့တာဖြစ်ပြီးအခုထိပုံစံတင်ပြင်မပြောင်းလဲပဲငကိုအတိုင်းရှိနေတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ကဘာပေါ်မှာရှိတဲ့တက်ရှိမျိုးစိတ်တွေဟာအသင့်တော်ဆုံးသူသားရှင်သန်နိုင်နေဆိုတဲ့တဘာဝနိယာမတိုင်းအသက်ရှင်ရပ်တည်နိုင်ဖို့အတွက်ကိုပတ်ဝန်းကျင်နဲ့တဟဇာတာဖြစ်အောင်ပြုပြင်ပြောင်းလဲယူကြရပါတယ်။အဲ့လိုပြုပြင်ပြောင်းလဲယူရတဲ့အတွက်အနှစ်3-4တန်းလောက်အတွင်းမှာဆိုရင်တော့မျိုးစိတ်တွေဟာမမှတ်မိနိုင်လောက်အောင်ပုံစံသွင်းပြင်တွေကွဲပြားသွားကြပါတယ်။ဒါပေမဲ့အလွန်ကျောမာတဲ့ tardigrade တွေကအနှစ်တန်း600ကြာတာတောင်သူတို့ရဲ့သွင်းပြင်လက္ခဏာကိုအပြောင်းလဲမရှိထိမ့်သိမ်းထားနိုင်စေဖြစ်ပါတယ်။သူတို့ဟာကဘာပေါ်ကတတဝါအများစုကိုမျိုးသုံးပြောက်ကွယ်သွားစေတဲ့ကက်ကြီးတွေကိုလည်းအောင်မြင်ကျော်ဖြတ်ပြီးဒီနေ့အထိရှင်သန်နေတာဖြစ်ပါတယ်။
သူတို့ကိုကဘာပေါ်ကဘယ်နေရာမဆိုသမုတ်တရားရေနှစ်ပိုင်းကနေတောတွေကတစ်ပင်တစ်ပင်ရဲ့တရွက်ပေါ်ကရေဆက်ကလေးထဲမှာလည်းတွေ့ရနိုင်ပါတယ်။ရေငုပ်သင်းမောတစ်စင်းကိုကြေထွက်သွားစေနိုင်လောက်တဲ့အထိဖိအားလွန်များတဲ့ပေ2000လောက်နဲ့တဲ့သမုတ်တရားရေနှစ်ထဲမှာလည်းနေကြသလိုလေထုဖိအားအလွန်နေတဲ့ပေ2000ကျော်မြင့်တဲ့ဟိမဝန္တာတောင်တန်းတွေပေါ်မှာလည်းသူတို့ကိုတွေ့ရပါတယ်။ပူပြင်းလာတဲ့မီးတောင်ထိပ်ဝက်တွေမှာလည်းသူတို့ရှင်သန်နေထိုင်နိုင်ကြပါတယ်။တခြားဘယ်သက်ရှိမှမတွေ့ရတဲ့အန္တာတိကတိုက်ရဲ့ကမ္ဘာအေးဆုံးနဲ့အချောက်သွေ့ဆုံးကန္နာရဒေသမှာလည်းသူတို့ကိုတွေ့ရပါတယ်။စัจ java လာထဲမှာအနှုတ်293ဒီဂရီဆဲလ်စီယပ်စ်ထက်ပိုအေးတဲ့နေရာမရှိပါဘူး။ဒါဟာအဖြစ်နိုင်ဆုံးသောအေးဆုံးအမှတ်ဖြစ်ပါတယ်။တနည်းအားဖြင့်ဒီအမှတ်ကိုအပူလုံးဝမရှိတော့တဲ့ absolute zero temperature အဖြစ်သတ်မှတ်ပါတယ်။ဒီအမှတ်ရောက်ရင်ဂျက်စင်တွေထဲမှာရှိတဲ့အတမ်နဲ့မော်လီကျူးတွေဟာလုံးဝလှုပ်ရှားမှုမရှိတော့ဘဲငြိမ်သက်သွားမှာဖြစ်ပါတယ်။တာဒီဂရိတ်တွေကိုစမ်းသပ်ခန်းမှာအနှုတ်223ဒီဂရီဆဲလ်စီယပ်စ်နီးပါးရောက်တဲ့အပူချိန်အောက်မှာထားရှိပြီးစမ်းသပ်ခဲ့ကြရမှာလဲသူတို့စာမေးပွဲအောင်ခဲ့ကြပါတယ်။ဒါနဲ့တင်မကျေနပ်သေးပဲ2009ခုနှစ်ကသူတို့ကိုဘာကာကွယ်မှမပါပဲအာကာသထဲပို့လွှတ်ပြီးစမ်းသပ်ခဲ့ပါသေးတယ်။လူသားတစ်ယောက်အာကာသထဲမှာရှင်သန်နိုင်ဖို့ဆိုရင်သူ့အတွက်ဒေါ်လာတန်းချီတန်တဲ့နည်းပညာမြင့်အထောက်အကူပြုပစ္စည်းတွေအများကြီးလိုပါတယ်။ဘာကာကွယ်မှမပါပဲကိုလုံးတီးသွားခဲ့တဲ့တာဒီဂရိတ်တွေကတော့အာကာသရဲ့ဆွဲငင်အားမဲ့အခြေအနေမှာပြင်းထန်တဲ့အေးဒဏ်ကောစမစ်ရောင်ခြည်တံခရမ်းလွန်ရောင်ခြည်တံတွေကိုကြံ့ကြံ့ခံပြီးအသက်ရှင်နိုင်ခဲ့ကြပါတယ်။စမ်းသပ်မှုတွေအရတာဒီဂရိတ်တွေဟာအနုမြူတက်ရောင်ခြည်သင့်မှုကိုလည်းလူသားတွေထက်အဆ1000ပိုပြီးခံနိုင်ရရှိပါတယ်။ဒီလိုအစွန်းရောက်ပြင်းထန်တဲ့အခြေအနေတွေမှာသူတို့ရဲ့အသက်ဇီဝကိုမပြောက်ပြတ်အောင်ထိန်းသိမ်းထားနိုင်တဲ့တာဒီဂရိတ်တွေရဲ့ရိုးဝက်ချက်ကဘာများဖြစ်မလဲ။အဲ့ဒါကတော့တာဒီဂရိတ်တွေရဲ့ cryptobiosis လို့ခေါ်တဲ့ရုပ်ပိုင်းဇီဝကမ္မလုပ်ငန်းတွေကိုရပ်တန့်လူနီးပါးနှေးကွေးသွားစေတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။သူတို့ရဲ့ရှင်သန်မှုကိုချိန်ချောက်အနေနဲ့ပြုနိုင်တဲ့အခြေအနေမျိုးကိုကြုံရရင်တာဒီဂရိတ်တွေဟာခန္ဓာကိုယ်ထဲကရေအားလုံးကိုစွန့်ထုတ်ပြီးသူတို့ကိုယ်ကိုခြောက်သွေ့အောင်လုပ်လိုက်ပါတယ်။သူတို့ကိုယ်လုံးကိုလည်းကွေးညွတ်လိုက်ပြီးလုံးလုံးလေးဖြစ်သွားစေပါတယ်။သူတို့ရဲ့ကိုယ်ထဲကပရိုတင်းတစ်မျိုးထွက်လာပြီးသူတို့ရဲ့ကိုယ်ကိုဖုံးအုပ်ကာကွယ်ထားလိုက်ပါတယ်။သူတို့ရဲ့ဇီဝလှုပ်ဆောင်မှုအားလုံးကိုရပ်တန့်ထားလိုက်ပြီးအသေးကောင်လိုပဲဖြစ်သွားပါတယ်။အဲ့ဒီအနေအထားကို twin state လို့ခေါ်ပါတယ်။အဲ့လိုtwin state အနေအထားမျိုးနဲ့အစာစားတာအသက်ရှူတာလှုပ်ရှားတာမရှိဘဲသူတို့ဟာအခြေအနေပြန်ကောင်းလာတဲ့အထိနှစ်ပေါင်းများစွာကြာအောင်နေနိုင်ကြပါတယ်။သူတို့ရှင်သန်နိုင်မဲ့ပတ်ဝန်းကျင်အနေအထားမျိုးပြန်ရောက်ပြီးဆိုမှ twin state အနေအထားကနေနိုးထလာပြီးလှုပ်လှုပ်ရှားရှားနဲ့အသက်ပြန်ဝင်လာကြပါတယ်။ဒါပေမဲ့တာဒီဂရိတ်တွေဟာမသေးနိုင်တဲ့တတဝါတွေတော့မဟုတ်ကြပါဘူး။သူတို့ရဲ့သက်တမ်းဟာလအနည်းငယ်ကနေ2 နှစ်လောက်အထိရှိပါတယ်။ဒါပေမဲ့ twin state အခြေအနေမျိုးမှာဆိုတာဒီဂရိတ်တွေဟာရာစုနှစ်တစ်ခုလောက်အထိတောင်နေနိုင်မဲ့သဘောရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့သိပ္ပံပညာရှင်တွေရဲ့လက်တွေ့စမ်းသပ်ချက်အရနှစ်ပေါင်း30လောက် twin state အခြေအနေမှာထားတဲ့တာဒီဂရိတ်တွေကိုရေနဲ့ထိတွေ့ပေးလိုက်တဲ့အခါမှာပြန်ပြီးအသက်ဝင်လာတာကိုတွေ့ရလို့ပါပဲ။အရွယ်အစား1မီလီမီတာတောင်မရှိတဲ့တာဒီဂရိတ်ရေဝက်ဝံလေးတွေဟာဘယ်လောက်ခက်ခဲကြမ်းတမ်းတဲ့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ရှင်သန်နိုင်တဲ့ကမ္ဘာအတန်မာဆုံးဖိုးသက်ပြင်းအကောင်လေးတွေဖြစ်တယ်ဆိုတာမိတ်ဆွေကောသဘောတူပါသလားမိတ်ဆွေရဲ့အမြင်ကိုပြောပြပေးခဲ့ပါဦး